လူငယ်လေးတစ်ယောက်ဟာသူတို့သမီးရဲ့မိဘတွေကိုလက်ဖက်ရည်ချမ်းကြော့နေပါတယ်။ဒါဟာတာမန်လက်ထပ်ပွဲမျိုးမဟုတ်ပဲသူကသူတို့သမီးအိမ်ကိုလိုက်နေရမယ်ရောက်ခမအိမ်မှာကတ်နေရမယ်အိမ်တော်ကြီးမျိုးပါ။သူတို့သမီးရဲ့မိဘတွေကအနီရောင်စာအိတ်နဲ့ဘန်ကတ်ပေးပါတယ်။သူတို့သမီးဖြစ်သူဒန်ကတော့ကားတော့တစ်ချောင်းပေးလိုက်ပါတယ်။ဒါကမင်းအတွက်တင်တောင်းငွေရွှန်း2သိန်းနဲ့လက်ဆောင်ပေးတဲ့ကားပဲနောက်ဆိုမင်းအိမ်မှုကိစ္စတွေကိုတေချာလုံအောင်ရောက်လာမယ်ကလေးတွေကိုတေချာပြုစုဆောင်ရှောက်ရင်ရပြီးအိမ်စရိတ်နဲ့မိသားစုကိုငါပဲရှာကျွေးမယ်လို့ပြောပါတယ်။သူတို့သမီးရဲ့စကားတွေကြောင့်လူငယ်လေးခမများရှေ့လျှောက်စည်းစိမ်နဲ့စိတ်ချမ်းသာရတော့မယ်ဆိုပြီးအယံဝမ်းသာသွားခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့ဘဝကသူထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။သူဟာအိမ်မှာနေတိုင်းချက်ပြုတ်စေးကြောတန်ရှင်းရေးလုပ်ရတဲ့အခါပေးစရာမလိုတဲ့အိမ်ပေါ်တယောက်လိုဖြစ်လာပါတယ်။တနေ့ထမင်းစပွဲမှာရောက်ခမဖြစ်သူကဟင်းတွေကိုမြေပြီးမျက်နှာပြက်ပြက်နဲ့អော်ပါတော့တယ်။ဒါဘာတွေချက်ထားတာလဲဘာလို့ဒီလောက်ဆက်နေရတာလဲရေသွားခတ်ပေးစမ်းလို့ပြောလိုက်ပါတယ်။ဇနီးဖြစ်သူကလည်းဖုန်းတစ်လုံးနဲ့အလုရှုံနေပြီးသူ့ဘက်ကမကာကွယ်ပေးတဲ့အပြင်ပိုပြီးအပြစ်တင်ပါသေးတယ်။ငါတို့မိသားစုကအဆက်မစားဘူးလို့နင့်ကိုပြောထားတယ်မဟုတ်လား။ဘာလို့အဆက်တွေဒီလောက်ထည့်ရတာလဲဒီလောက်အသေးဖွဲလေးတောင်အဆင်ပြေအောင်မလုပ်နိုင်ဘူးလား။သူမကဟင်းပန်းကန်ကိုအမိုက်ပုံနဲ့ဆွဲတုံပစ်လိုက်ပြီးရောက်ခမကြီးကလည်းဘေးအိမ်ကရောက်ခမအိမ်လိုက်နေတဲ့သူဆိုရင်နေတိုင်းဟင်းရှစ်မျိုးစုပ်ပြုတ်တစ်မျိုးနဲ့လှုပ်ကြွေးတာငါတို့ကြမှာရွှန်း2သိန်းတောင်ပေးထားရပြီးဒီလိုတုံးတဲ့လူတစ်ယောက်ရလာတယ်ဆိုပြီးနှိမ်ချပြောဆိုပါတော့တယ်။အချိန်တွေကြာလာပြီးကလေးရလာတဲ့အခါမှာတော့အခြေအနေတွေကပိုပြီးဆိုးဝါးလာပါတယ်။ညနေတကောင်ရံမနက်4 နာရီမှာဇနီးဖြစ်သူကအပြင်ကနေမူပြီးပြန်လာပါတယ်။ယောက်ျားဖြစ်သူကကလေးကိုပွေ့ချီရင်းဒီအချိန်ကြီးအထိဘယ်သွားနေတာလဲဖုန်းခေါ်တာလဲဘာလို့မကင်တာလဲလို့မေးတဲ့အခါဇနီးဖြစ်သူကစိတ်ပြက်လက်ပြက်နဲ့ပြန်អော်ပါတယ်။နင်တော်တော်နားကြီးဖို့ကောင်းတာပဲယောက်ျားဖြစ်ပြီးကလေးထိန်းတာတဘာဝပဲလေငါကအပြင်မှာပတ်စံရှာနေရတာနင်ကအိမ်မှာပဲနေပြီးဘာတွေအလိုမကျဖြစ်နေတာလဲအဲ့ဒီအချိန်မှာရောက်ခမကြီးနိုးလာပြီးတမိဘက်ကနေပဲလိုက်ပြောပါတယ်မင်းတို့ကလည်းညာကြီးမင်းကြီးဘာတွေရန်ဖြစ်နေကြတာလဲတမိကိုကြည့်ပြီးတမိသွားအိတ်တော့မနှက်ကြအလုပ်သွားရအောင်မယ်တားမက်ကိုကြည့်ပြီးမင်းကကလေးကိုမြန်မြန်တိတ်ပြီးရင်အိမ်ကိုတမျက်စိလဲကျန်းတိုက်ဦးမျက်စိထဲမှာအလုပ်ရှိမှပေါ့ဘာမှမလုပ်ပဲထိုင်မနေနဲ့ဆိုပြီးပြောဆိုသွားပါတယ်နောက်တနေ့မှာယောက်ျားဖြစ်သူကဇနီးရဲ့ဖုန်းထဲမှာရှောင်းတော်ဆိုတဲ့လုပ်ဖို့ကင်ဖက်အမျိုးသားတစ်ယောက်နဲ့ကာရာအိုကေသွားဖို့ချင်းဆိုထားတဲ့စာတွေကိုတွေ့သွားပါတယ်သူကဒေါသတကြီးနဲ့မေးမြန်းတဲ့အခါဇနီးဖြစ်သူကဖုန်းကိုလူယူပြီးစိတ်တူတူနဲ့ပြောပါတယ်သူကငါလုပ်ဖို့ကင်ဖက်ပဲလေနင်းအချိန်ရှိရင်နင့်ကိုနေမဲ့ပြန်ကြည့်စမ်းပါဒီတလလုံး1800ပေးတာကိုဘာလို့အကုန်သုံးပစ်တာလဲငါပေးထားတဲ့ကတ်ကိုလည်းနင်းသုံးထားတယ်မဟုတ်လားယောက်ျားဖြစ်သူကကလေးအတွက်သုံးရတာလေကလေးနှုတ်မုတ်ဖိုးတွေအနှီးဖိုးတွေနဲ့မလောက်လို့တင်တောင်းငွေတွေကပါစိုက်သုံးထားရတာလို့ရှင်းပြပေမဲ့ဇနီးဖြစ်သူကတော့သူမရဲ့ပတ်စံတွေကိုယောက်ျားကသူ့မိဘအိမ်ခိုးပေးနေတယ်လို့ပဲဆွဆွဲပြီးကတ်ကိုပိတ်ပစ်လိုက်ပါတယ်ဒီနေရာမှာပဲလူငယ်လေးရဲ့စိတ်ရှည်မှုတွေကုံဆုံးသွားပြီးဒန်ငါတို့ကွာရှင်းကြရအောင်လို့ပြောလိုက်ပါတယ်ဇနီးဖြစ်သူကလှောင်ပြုံပြီးကွာရှင်းမယ်ဟုတ်လားအဝတ်တထည်ကိုတစ်ခုနဲ့ဆင်းသွားအိမ်ကကလေးအားလုံးကငါရဲ့အိမ်အောင်မပြုတ်ခင်ကလေးကပိုင်ဆိုင်မှုတွေပဲပြီးတော့ငါပေးထားတဲ့တင်တောင်းငွေရွှန်း2သိန်းကိုလည်းပြန်ပေးခဲ့အောင်လို့ချင်းချောက်ပြီးအခန်းထဲကထွက်သွားပါတယ်လူငယ်လေးဟာစိတ်ပြက်လက်ပြက်နဲ့ဆိုဖာပေါ်လဲကျသွားပါတော့တယ်နောက်ပိုင်းမှာတော့လူငယ်လေးဟာသူ့ရဲ့တငယ်ချင်းတစ်ယောက်နဲ့အရက်တောက်ရင်ရင်ဖွင့်ပါတယ်တငယ်ချင်းဖြစ်သူကမိန်းမတွေလည်းဒီလိုပဲလုပ်နေကြတာပဲလေတီးခံလိုက်ပါလို့ပြောတဲ့အခါသူကငါမိဘတွေကငါ့ကိုအနှစ်20ကျော်မင်းသားလေးတစ်ပါးလိုကျွေးမွေးပြုစုလာတာငါကဘာလို့သူတို့အိမ်မှာအလကားရတဲ့အိမ်ဖော်လာလုပ်ပေးနေရမှာလဲအိမ်ဖော်တောင်ပတ်စံရသေးတယ်ဆိုပြီးနောက်တရားစွာနဲ့ငိုကြွေးပါတယ်အဲ့ဒီနောက်အိမ်မှာဇနီးဖြစ်သူကအလုပ်ကိစ္စနဲ့ဖုန်းပြောရင်းအမိုက်ပုံနဲ့အမိုက်ပစ်ဖို့လုပ်တဲ့အခါအမိုက်ပုံကပြည့်ရှံနေပါတယ်အဲ့ဒီအချိန်လူငယ်လေးဟာဆိုဖာပေါ်မှာအိမ်မက်ဆိုးတွေမက်ပြီးလန့်နိုးလာပါတယ်သူနိုးချင်းမှာပဲဒန်ဆိုပြီးသူ့ဇနီးနာမည်ကိုရောက်ရက်ခတ်ပြီးလှမ်းခေါ်ပါတယ်တကယ်တော့လက်တွေ့ဘဝမှာတော့သူကနှိမ့်ဆက်ခံရတဲ့အိမ်ဖော်မဟုတ်ပါဘူးဇနီးဖြစ်သူဒန်ကအမိုက်ပအိတ်ကိုမပြီးအပြင်ထွက်တုံဖို့လုပ်နေတာပါယောက်ျားဖြစ်သူခေါ်တန်းကြောင့်သူမကဘာဖြစ်လို့လဲလို့မေးပါတယ်အိမ်မက်ထဲကအခါတီးဆုံးအခြေအနေတွေကိုခန်းစားခဲ့ရတဲ့လူငယ်လေးဟာလက်တွေ့ဘဝမှာအိမ်မှုကိစ္စတွေကိုတယောက်တည်းရုန်းကန်နေရတဲ့သူ့ဇနီးကိုမြင်လိုက်ရတဲ့အခါကျမှအတိတရားဝင်သွားပါတော့တယ်ပြီးတော့သူမရဲ့နဖူးလေးကိုညင်သာစွာဆန်းလိုက်ပြီးမျက်ရည်ဝဲရင်းနဲ့နောက်တရားစွာပြောပါတော့တယ်ဒီနှစ်တွေထဲမှာမင်းတော်တော်ပင်ပန်းခဲ့ပြီးငါတော်တော်အသုံးမကျတဲ့ကောင်ပါမင်းကအဆက်မစားနိုင်ဘူးလေငါကမင်းမစားနိုင်တဲ့အဆက်တွေကိုပဲနေတိုင်းချက်ကျွေးခိုင်းမိခဲ့တယ်ဒီညတော့ငါတို့မိသားစုအပြင်ထွက်ပြီးမင်းကြိုက်ဆုံးအနောက်တိုင်းစားတောက်ဆိုင်မှာတွားစားကြရအောင်လို့ပြလိုက်ပါတယ်ဇနီးဖြစ်သူကယောက်ျားဖြစ်သူရဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့ဂရုစိုက်မှုနဲ့နားလည်ပေးမှုတွေကိုကြားလိုက်ရတဲ့အခါအံ့ဩဝမ်းသာပြီးမျက်ရည်တွေဝဲလာပါတော့တယ်ယောက်ျားဖြစ်သူကဇနီးလက်ထဲကအမိုက်ပုံးကိုလွှဲပြောင်းယူပြီးကိုယ်တိုင်တွားတုံပေးဖို့ထွက်လာခဲ့ပါတယ်အမျိုးသမီးတွေအိမ်အောင်ပြုပြီးအိမ်မှုကိစ္စတွေကလေးကိစ္စတွေနဲ့ပင်ပန်းဆင်းရဲနေရတာကိုအမျိုးသားအများစုကအသေးအဖွဲပဲအစင်လာပဲဆိုပြီးအလေးမထားတတ်ကြပါဘူးဒီဗီဒီယိုကယောက်ျားဖြစ်သူကိုမိန်းမနေရာမှာဝင်ခန်းစားကြည့်ခိုင်းတဲ့အိမ်မက်ဆိုးတစ်ခုပေးပြီးအိမ်အောင်ဖက်အပေါ်ကိုချင်းစာတရားထားတတ်ဖို့တတိပေးလိုက်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်